သမိုင်းကိုသမီးတို့ကိုယ်တိုင်ရေးမှဖြစ်မှလေပါဖို့အတွက်သမီးတို့တွေပဲတော်လှန်ရမှာမေခင်ဆဆန်းရမလာတဲ့စိတ်ဘလူးတွေရဲ့လက်အောက်ထဲမှာတိုင်းရင်းသားညီကိုမောင်နှမကြံခဲ့ရတဲ့သူရဲ့တဲ့တွင်နဲ့ငိုကြွေးခဲ့ရတဲ့ပြည်သူရဲ့ရည်တွေမြမကြီးကြီးအမောင်ကြခဲ့တာအမေတို့ခေတ်ကစနစ်မကောင်းခဲ့တာသမီးတို့ရဲ့မျိုးဆက်တွေမှာတနေ့ကောင်းဖို့တွေတော်လှန်ကြတာခရိုနီရဲ့ရောက်မှမှုမှာကြာဆောင်သွားတဲ့တွေ့ရကောင်းများစွာဒီပွဲဟာတရေပွဲမဟုတ်ပါရအောင်တော့ပြေးသွေးကြွေးပြန်ယူမှာသမိုင်းကိုသမီးတို့ကိုယ်တိုင်ရေးမှဖြစ်မှလေနောက်မျိုးဆက်မပါဖို့အရင်ကြာရတာဝန်ထမ်းတိုင်းတစ်ပါးကနေသမီးလေးတော်လှန်နေသူချင်းတွေရဲ့အသက်တွေကြောင့်ရတဲ့မျက်ရည်တွေနဲ့မျက်စိခရတဲ့ဝဲတွေမှလေလက်ပါဖို့အတွက်